အခြားသောအမတူဖိုမင်းသမီးတွေနဲ့မတူတဲ့မိမိကိုကိုရဲ့စိတ်ဓာတ်အမတူဖိုမင်းသမီးတွေတချို့ဟာသူတို့ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေချစ်သူရည်စားတွေဒါမှမဟုတ်ခင်မွန်းတဲ့နဲ့ပတ်သက်ပြီးလူမှုကွန်ရက်စာမျက်နှာမှာခဏခဏထုတ်ကြွလျက်ရှိပေမဲ့မိမိကိုကတော့သူတို့နဲ့လုံးဝမတူဘဲနဲ့ကွဲပြားနေခဲ့ပါတယ်။မိမိကိုရဲ့ချစ်သူဟာတော့အမေရိကန်နိုင်ငံမှာနေထိုင်တဲ့အိုစဘောရုပ်ချောဆရာဝန်တယောက်လည်းဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာဆရာဝန်တယောက်ရဲ့လစာနဲ့ကိုသိက္ခာဘလောက်မြင့်မာလဲဆိုတာလူတိုင်းသိကြမယ်လို့ထင်ပါတယ်။ဒါပေမဲ့လည်းမိမိကိုကတော့ဒီချက်လက်တွေကိုသူများတွေမျက်စိနှောက်လောက်အောင်လို့အမြဲတမ်းကုန်ယူဝင်ကြပြီးတော့ထုတ်ဖော်ပြလိမ့်မရှိပါဘူး။သူတို့တွဲလေးဟာတော့ official တွဲနေတာမှန်ပေမဲ့လည်းအင်တာဗျူးတွေမှာဆိုရင်တော့မိမိကိုဟာသူမရဲ့နှုပညာလှူရှားမှုတွေအကြောင်းကိုပဲအဓိကထားဖြေဆိုခဲ့ပါတယ်။ကြောက်တဲ့တယောက်ကိုပိုင်လမ်းကြောင်းတွေပေါ်မှာလည်းအကောင်းဆုံးစူးစမ်းနေတဲ့တွဲလေးဖြစ်တာကြောင့်ပြည်သက်တွေကတော့ပို့ပြီးတော့လေးစားနေကြကြတာပါ။ကံကောင်းတဲ့မိမိကိုကတော့ဆရာဝန်လေးရဲ့တက်တက်လို့အချစ်ခံထားရုံနာမကပဲသူမရဲ့နှုပညာလှူရှားမှုတွေလည်းအပြည့်အဝ supporting ပေးခြင်းခံခဲ့ရတာပါ။မိမိကိုကတော့သူမရဲ့အခြေရေးကိုအေးဆေးဆေးပဲဖြတ်သန်းနေခဲ့ပြီးအလုပ်တိုင်းမှာလည်းအတုခေါ်ဆိုင်စူးစမ်းနေတာကြောင့်တကယ်ကိုမှကံကောင်းပြီးအတူယူရမယ်မင်းသမီးလည်းဖြစ်ပါတယ်။ပြင်ဦးလင်က36,000တန်အိမ်ကိုငါကခြေချသွားခဲ့တဲ့ထထမိုးဦးပြည်သက်တွေသိကြတဲ့အတိုင်းမှာပဲထထမိုးဆိုတာကတော့အနုပညာလောကမှာအောင်မြင်မှုတိုးတက်ရောက်ရှိထားသလိုသူမရဲ့နေထိုင်မှုဘဝစတိုင်ရဲ့ကျွယ်ဝချမ်းသာမှုတွေကလည်းအမြဲတမ်းပြည်သက်တွေကြားထဲမှာလူပြောများစရာစိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။အခုတစ်ခါမှလည်းသူမရဲ့ social media စာမျက်နှာအထက်မှာပြည်သက်တွေကတော့အံ့ဩမြင့်သက်သွားရအောင်အမိုက်စားချေချမှုတွေတခုကိုပြုလုပ်သွားခဲ့ပြန်ပါတယ်။ဒါကတော့တောင်တန်းတွေထင်းရှူးပင်တွေနဲ့အမြဲတမ်းရသည်ဥတုသားရနေတဲ့ပန်းမြို့တော်ပြင်ဦးလယ်မှာကာလတံမိုးအဖြစ်36,000လောက်တန်ကြေးရှိတဲ့နန်းတော်ကြီးတမျှခမ်းနားလာတဲ့အင်ဂျီတစ်လုံးကိုငားရမ်းပြီးနေထိုင်ရတဲ့သူမရဲ့ချမ်းသာကြွယ်ဝတဲ့အစင်တန်းတွေကိုပြည်ပြင်းထုတ်ကြွားသွားခဲ့တာပါအရင်တုန်းကဆိုရင်တော့မထက်ဟာတော့မန္တလေးမြို့မှာကာလတံမိုး3,000လောက်တန်မိုးရှိတဲ့အင်ဂျီတစ်လုံးကိုချစ်ရတဲ့သမီးလေးစလုံးမတီထက်အတွက်တီးတန့်အခန်းတွေကိုရှယ်ပြင်ထားပြီးဆောက်လုပ်ခဲ့ပူပါတယ်ဒါပေမဲ့လည်းအားလုံးသိကြတဲ့အတိုင်းမှာပဲမန္တလေးမြို့ရဲ့နွေရာသီကအပူဒဏ်တွေကတော့အတော်လေးကိုပြင်းထန်လွန်လာရဲ့နောက်ပြီးတော့ငလင်အန်ဒီရဲကိုစိုးရင်တာကြောင့်မထက်အနေနဲ့သမီးလေးကိုအဲ့ဒီမှာဆက်မထားခြင်းတော့ပါဘူးသမီးလေးစွလုံးဝတ်တီထက်သူမစီကိုပြန်ရောက်လာနိုင်တဲ့အချိန်ကစလို့မထက်ဟာတော့သမီးလေးအတွက်ဆက်ဆက်ရရအားလုံးအကောင်းဆုံးဆိုတာကြီးကိုရွေးချယ်ဖန်တီးခြင်းခဲ့တာပါအရင်ကတောင်ကြီးမြို့နယ်မှာနေထိုင်မှုစီစဉ်ခဲ့ပေမဲ့လည်းအခုတစ်ခါမှတော့အေဂျင့်နဲ့ရာသီဥတုနဲ့သဘာဝလာတရားတွေပြည့်နေနေတဲ့ပြည်ဦးလွင်မြို့ကိုပါမျက်စိကျလာပြီးအခုလိုမျိုးသိန်းနှောင်းချီတန်တဲ့အင်ဂျီကိုရဲရဲဝံ့ဝံ့နဲ့ငားရန်ကနေထိုင်ပြတ်သွားခဲ့တာပါပြင်ဦးလင်မှာမထက်ငားရန်လိုက်တဲ့အင်ဂျီဟာဆိုရင်တော့တာမန်အိမ်မျိုးစားမဟုတ်ပဲနဲ့နိုင်ငံခြားကအစစ်မြင့်အပန်းဖြေဘန်ဂလိုကြီးတအိမ်လိုမျိုးခင်မိပြီးတော့ကြီးကျယ်ခမ်းနားလွန်လာပါတယ်အိမ်ရဲ့ခြံဝန်းထဲမှာအပြင်အစင်းတွေနဲ့အထက်ကသုံးဆောင်ပစ္စည်းတွေဟာလည်းအစစ်မြင့်စိမ်းခံပစ္စည်းတွေကြီးပဲဖြစ်တာကြောင့်ဒီလိုမျိုးအိမ်ကိုငားရနေထိုင်မှုဆိုတာလားစင်ငွေကြီးအမြောက်များသုံးဆွဲနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။မထက်ကတော့သမီးလေးနဲ့အတူတူအေဂျင့်နဲ့တောင်ပေါ်မြို့လေးမှာစိတ်လက်ပေါ်ပါစွာနဲ့အနားယူဖြစ်သနိုင်ဖို့အတွက်ငွေကြေးကိုပမာဏမထားပဲအကောင်းဆုံးစီစဉ်ပေးလိုက်တာပါ။ဒီလိုမျိုးခဏလာတဲ့အင်ဂျီမှာတာမီနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်နဲ့စိတ်ကြကြနေထိုင်နေတဲ့ပုံရိပ်လေးတွေကိုမြင်တွေ့ရတဲ့အခါမှာပြည်သက်တွေကတော့တကယ့်ကိုကြော်ညာဘရင်မရဲ့ lifestyle တစ်ခုဖြစ်တယ်လို့ပြောပြလာခဲ့ပါတယ်။မိခင်တယောက်အနေနဲ့ကိုယ့်သမီးလေးကိုလွတ်လပ်သိမရှိအောင်အကောင်းဆုံးထားနိုင်ဖို့အတွက်ဘယ်လောက်ထိရင်းနှီး